Clownfish ငါးမျိုးစိတ်ဖြစ်တဲ့မာလင်တို့ဇနီးမောင်နှံကသမုတ်တရားအနက်ပိုင်းကြောက်တန်းတွေမှာနေပါတယ်။ Coral ကဥတွေလည်းအများကြီးဥထားလို့လင်မယားနှစ်ယောက်ကသူတို့ကလေးတွေကိုပြုစုပြောထောင်ဖို့အဆင်သင့်ဖြစ်နေကြပါတယ်။နေရာကောင်းလေးမှာမိသားစုပျော်ပျော်ရွှင်ရွှင်နေကြမယ်ဆိုတဲ့စိတ်ကူးလေးကကြာကြာမခံလိုက်ပဲသူတို့နေရာကိုအသားစားငါးတကောင်ရှောင်လာပါတယ်။မာလင်ကသူ့မိသားစုကိုကာကွယ်ဖို့အသားစားငါးကိုတိုက်ခိုက်ပါတယ်။ဒါပေမဲ့အမီးနဲ့ရိုက်တာခံလိုက်ရပြီးရေမော်တွေကြားမှာသတိမေ့သွားပါတယ်။သူပြန်လို့လာချိန်မှာတော့သူ့မိန်းမရောငါးဦးတွေရောမရှိတော့တာကိုတွေ့လိုက်ရပါတယ်။အဲ့နေတဲ့ငါးဦးလေးတစ်လုံးတော့ကြာကြံခဲ့ပြီးအဲ့ဒီငါးလေးကိုသူ့မိန်းမအရှမ်းသဘောကျတဲ့နာမည်နီမိုလို့ပေးလိုက်ပါတယ်။ဥပဝါကထိခိုက်မှုကြောင့်နီမိုကရေရဲတစ်ဖက်မတန်ပဲမွေးလာပါတယ်။အကုန်လုံးကိုဆုံးရှုံးခဲ့ရတဲ့မာလင်ကတယောက်တည်းကျန်တဲ့သားလေးကိုလိုလာထက်ပိုပြီးဂယူဆိုင်တတ်ပါတယ်။သူသာမကာကွယ်ပေးရင်ရေရဲတစ်ဖက်မတန်တဲ့နီမိုကဘာမှမလုပ်နိုင်တော့ဘူးလို့ထင်နေသလိုသမုတ်တရားကြီးကအန္တရာယ်များတယ်လို့အမြဲပြောလေးရှိပါတယ်။ကျောင်းစားတဲ့နေ့မှာငါးရီရဲ့ဆရာကကလေးတွေကိုသမုတ်တရားကြီးအကြောင်းသင်ပေးပါတယ်။သမုတ်တရားရဲ့လျှောက်သွားတာကိုပဲမာလင်ကကြောင်းထားရတာစိတ်မချဖြစ်နေပါတယ်။စိတ်ပူလွန်ပြီးသူ့သားနောက်ကိုလိုက်သွားပါတယ်။နီမိုကတငယ်ချင်းတွေနဲ့လှေတစ်စီးကိုကြည့်နေတော့သူ့အဖေကအလန့်တကြားနဲ့သူ့သားကိုစူပါတယ်။တငယ်ချင်းတွေရှေ့မှာအဆက်ခွဲသလိုခံစားလိုက်ရတဲ့နီမိုကလည်းသူ့အဖေကိုရွှဲပြီးလှေစီကိုတက်သွားပါတယ်။အဖေတားနေတဲ့ကြားကလှေဝမ်းပိုက်ကိုရေရနဲ့ရှိုက်လိုက်ပါတယ်။ဘာမှမဖြစ်ဘူးလို့ထင်နေပေမဲ့တိတ်မကြခင်ပဲသူတို့စီကိုရင်းကုန်သမားတွေရောက်လာပြီးနီမိုကိုဖမ်းသွားပါတယ်။မာလင်ကသူ့သားကိုပြန်ခေါ်ဖို့မောင်းသွားတဲ့လှေနောက်ကိုအပြေးကူသွားပါတယ်။ဒါပေမဲ့မမိလိုက်ပဲနောက်ကောက်ကျကြံခဲ့ပါတယ်။မာလင်ကတွေးသမျှငါးတွေကိုလှေတစ်စီးကိုတွေးလာလိုက်မရင်ဒိုရီလို့ခေါ်တဲ့အပြာရောင်ငါးမာလေးတစ်ကောင်နဲ့ဝင်တိုက်မိပါတယ်။ကံကောင်းပါပဲဒိုရီကဖြတ်သွားတဲ့လှေတစ်စီးကိုတွေးလိုက်တာကြောင့်မာလင်ကိုလမ်းပြပေးပါတယ်။သွားနေရင်ပဲဒိုရီကမာလင်ကိုသူ့နောက်လိုက်နေလို့ဆိုပြီးပြဿနာထားရှာပါတယ်။တကယ်တော့ဒိုရီကကာလတုံမှတ်ဉဏ်ပျောက်ဆုံးတဲ့ယောဂခံစားနေရတဲ့ငါဖြစ်ပါတယ်။မကြခင်ကပြောခဲ့လုပ်ခဲ့တာတွေကိုခဏအကြာမှပဲမေ့သွားတတ်ပါတယ်။ဒိုရီကိုအားကိုးလို့မရတာသိတော့မာလင်လည်းအချိန်ကုန်မခံတော့ပဲတစ်ခေါင်နဲ့ထွက်သွားပါတယ်။အဲ့ဒီအချိန်မှာသူတို့နှစ်ကောင်ရှိရာကိုငမန်းတစ်ကောင်ရှောက်လာပါတယ်။ငမန်းကသူ့ကိုယ်သူဘရုစ်လို့မိတ်ဆက်ပြီးမာလင်နဲ့ဒိုရီကိုခေါ်သွားပါတယ်။ဘရုစ်ခေါ်သွားတဲ့နေရာမှာနောက်ထပ်မျိုးကွဲငမန်းနှစ်ကောင်လည်းရှိနေပါတယ်။သူတို့ကမာလင်တို့ထင်သလိုဆိုးရွားတဲ့အသားစားငမန်းတွေမဟုတ်ပဲဥပုသ်ဆောင်နေတဲ့ငမန်းတွေဖြစ်ပါတယ်။ရေသတ္တဝါတွေအားလုံးကိုမိတ်ဆွေလို့သတ်မှတ်ထားပြီးဘရော့မှမစားဖို့ခရီးပြုထားပါတယ်။ငမန်းသုံးကောင်ကငါးသေးသေးလေးတွေနဲ့တငယ်ချင်းဖွဲ့ဖို့စူးစမ်းနေကြတာဖြစ်ပါတယ်။ ဘရုစ်ကမာလင်တို့နှစ်ကောင်ကိုတငယ်ချင်းအဖြစ်ခေါ်လာတာဖြစ်ပါတယ်။သူတို့ကရေသတ္တဝါတွေကိုမစားပါဘူးလို့တလှည့်စီကြမ်းကြိမ်နေကြပါတယ်။အဲ့ဒီနေရာမှာပဲနီမိုကိုဖမ်းသွားတဲ့ရင်းကုန်သမားရဲ့မျက်မှန်ကကြကြံခဲ့ပါတယ်။သူနေတဲ့လိပ်စာကိုရေးထားပေမဲ့မာလင်ကစာမဖတ်တတ်တာကြောင့်စာဖတ်တတ်တဲ့ငါးတကောင်ကိုလိုအပ်နေပါတယ်။အမြဲတမ်းပြာရခတ်နေတဲ့ဒိုရီကမျက်မှန်ကိုဆွဲရင်သူ့နှုတ်သီးကိုမတော်တဆရှိုင်းမိသွားပါတယ်။သွေးထွက်သွားတော့ဘရုစ်ကသွေးညီနိုင်ရပြီးဥပုသ်မဆောင်နိုင်တော့ပဲမာလင်တို့ကိုစားဖို့လုပ်ပါတယ်။ကျန်တဲ့ငမန်းနှစ်ကောင်ကအတင်းဝိုင်းထားပေးနေတာကြောင့်မာလင်နဲ့ဒိုရီလည်းငမန်းစာမဖြစ်ပဲလွတ်လာကြပါတယ်။တစ်ဖက်မှာနီမိုကတော့အလှမွေးငါကန်နဲ့ရှောင်နေပါတယ်။သမုတ်တရားနဲ့မတူပဲထူးဆန်းတဲ့ပတ်ဝန်းကျင်ကိုကြောက်လန့်နေပါတယ်။ကန်ထဲမှာတခြားငါးမျိုးစိတ်တွေလည်းရှိနေပေမဲ့အားလုံးကိုအလှဝင်းငါဆိုင်ကဝယ်လာတာဖြစ်ပါတယ်။သမုတ်တရားတွေကလာတဲ့ငါဆိုလို့နီမိုတစ်ကောင်ပဲရှိပါတယ်။ငါးကန်ကသွားစေးကန်တစ်ခုမှရှိနေပါတယ်။သွားစရာဝန်ကအပျော်တန်းရှင်ကုန်ရင်နီမိုကိုဖမ်းလာခဲ့တာဖြစ်ပါတယ်။ငါးတွေမှာနိုင်ဂျယ်လို့ခေါ်တဲ့ငှက်ကြီးဝင်ဖို့တငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။နိုင်ဂျယ်ကတငယ်ချင်းငါးတွေကိုလာတွေ့တာဖြစ်ပေမဲ့သွားစရာဝန်ကသူ့ငါးတွေကိုလာစားတာထင်လို့အမြဲမောက်ထုတ်လေးရှိပါတယ်။သွားစရာဝန်မှာဒါလီယာလို့ခေါ်တဲ့တူမလေးတစ်ယောက်လည်းရှိပါတယ်။ဒါလီယာကငါးတွေကိုကြမ်းကြမ်းတမ်းကစားတတ်တာကြောင့်သူ့လက်ထဲရောက်တဲ့ငါးတိုင်းတေကုန်ကြပါတယ်။ကဲဆိုးစွာပဲသွားစရာဝန်ကနီမိုကိုသူ့တူမလေးကိုလက်ဆောင်ပေးမှာဖြစ်ပါတယ်။နီမိုကကြောက်လန့်ပြီးပြာရခတ်နေရင်ရေတန်းဆန်မှာတက်သွားပါတယ်။တခြားငါးတွေကနီမိုကိုကဲဖို့လို့တော့ဂေးကတားပါတယ်။ဂေးကလည်းနီမိုလိုပဲသမုတ်တရားတွေကလာတဲ့ငါးဖြစ်ပါတယ်။ကဲတဲ့ကနေထွက်ပြေးဖို့ခဏခဏကြိုးစားမှုတဲ့အတွက်ရေရဲတစ်ဖက်ပြက်စီးနေတဲ့အပြင်ကိုမှလည်းဒဏ်ရာတစ်ချက်တွေရှိနေပါတယ်။ဂေးကနီမိုကိုကိုအားကိုပြီးတိုးထွက်ခိုင်းပါတယ်။နီမိုလည်းသူ့လိုရေရဲတစ်ဖက်မတန်တဲ့ဂေးတောင်မှလုံနိုင်သေးတာပဲဆိုတဲ့စိတ်နဲ့အောင်မြင်မြင်တိုးထွက်နိုင်သွားပါတယ်။သမုတ်တရားရဲ့တနေရာမှာတော့မာလင်နဲ့ဒိုရီတို့ကငမန်းလက်ကပြင်းရင်ကုန်းမျက်မှန်နဲ့အတူသင်္ဘောပြက်တစ်ခုမှချိန်မိနေကြပါတယ်။အဲဒီကနေပြုတ်ကြရင်မှောင်မဲနေတဲ့သမုတ်တရားအောက်ခြေကိုရှောက်သွားမှာဖြစ်ပါတယ်။မာလင်ကဒိုရီကိုနှိုးပြီးအပေါ်တက်ဖို့လုပ်နေရင်ပဲမျက်မှန်ကပြုတ်ကျသွားပါတယ်။သူ့သားကိုကယ်ဖို့တခုတည်းသောတဲလွန်သားဖြစ်တဲ့အတွက်မာလင်ကအန်ရည်များတဲ့ရှင်နဲ့ထဲကိုဆင်းသွားပါတယ်။ဘာမှမမြင်ရလို့လှမ်းပြောင်းနေတော့မှအလင်းရောင်ဖြတ်ဖြားလေးကိုလှမ်းတွေ့လိုက်ရပါတယ်။နှစ်ကောင်သားပျော်ပြီးအလင်းရောင်စီသွားတော့ခေါင်းမှလမ်းမိတိုင်းနဲ့ Angel Fish ဖြစ်နေပါတယ်။ Angel Fish ကသူတို့ကိုလိုက်ဖန်စားလို့အသေးအတန်ပြေးကြရပါတယ်။ဒါပေမဲ့ Angel Fish ရဲ့အလင်းရောင်ကြောင့်မျက်မှန်ကိုလှမ်းတွေ့လိုက်ချိန်မှာဒိုရီကသူ့ကိုယ်သူစားဖတ်တတ်တာကိုပြန်သတိရသွားပါတယ်။မာလင်လည်းဒိုရီစားဖတ်နိုင်အောင် Angel Fish ကိုမျက်မှန်သားများခေါ်ပြီးအလင်းပြပါတယ်။
လိမ့်စာကစစ်ဒနီ42လမ်းဆိုတာဖတ်လိုက်ရတော့မာလင်က Angel Fish ကိုရင်ကုန်မျက်မှန်တက်ပေးလိုက်ပါတယ်။မိတက်တဲ့ဒိုရီကထူးဆန်းစွာပဲလိမ့်စာကိုအကြကြီးမှတ်မိနေပါတယ်။တစ်ဖက်မှာတော့နီမိုကကန်ထဲကငါးတွေနဲ့တငယ်ချင်းဖြစ်လာပါတယ်။ဂျေးကသူတို့အားလုံးလွတ်လပ်တဲ့သမုဒ္ဒရာတွေကိုပြန်သွားနိုင်ဖို့အမြဲအကြံထုတ်နေပါတယ်။ဂျေးတန်းဆက်ရဲ့ပိုက်ထဲကိုဆန်းတဲ့နီမိုရောက်လာချိန်မှာဂျေးကအကြံတစ်ခုရသွားပါတယ်။သူ့အကြံကကန်ကိုတတ်အောင်လုပ်ပေးနေတဲ့ဂျေးတန်းဆက်ကိုရှောက်အောင်လုပ်မှာဖြစ်ပါတယ်။ဒလက်ရက်သွားတာနဲ့သူတို့ကန်ကလည်းတဖြည်းဖြည်းညက်ပတ်လာမှာဖြစ်ပါတယ်။ပိုင်ရှင်ကငါးရီအားလုံးကိုကန်ထဲကထုတ်ပြီးမဖြစ်မနေကန်ကိုတန်ရှင်းတဲ့အခါတစ်ဖွဲ့လုံးကသူတို့ရေအိတ်တွေကိုလှိမ့်ပြီးသမုဒ္ဒရာထဲထွက်ပြေးမှာဖြစ်ပါတယ်။သမုဒ္ဒရာထဲမှာတော့မာလင်နဲ့ဒိုရီတို့ကစစ်ဒနီဆိုတာဘာမှလည်းမသိလို့တိုင်ပတ်နေပါတယ်။ကန်ကောင်းစွာပဲငါးတအုပ်ကသိလို့သူတို့ကိုလက်ညှိုးပေးလိုက်ပါတယ်။ငါးအုပ်ကသွားတဲ့လမ်းမှာကြောက်တောင်ကြားတစ်ခုတွေ့ရင်အပေါ်ကကြော်မသွားပဲဂျားထဲကဖြတ်သွားဖို့ဒိုရီကိုသတိပေးလိုက်ပါတယ်။ဒါပေမဲ့မာလင်ကအပေါ်ကပဲကြော်သွားခြင်းနေပါတယ်။ဒိုရီလည်းမာလင်သဘောအတိုင်းအပေါ်ကဖြတ်သွားပြီးအပေါ်ရောက်တော့ဂျယ်လီငါးတွေနဲ့တိုးပါတယ်။ဂျယ်လီငါးတွေရဲ့ခြေထောက်တွေကအဆစ်ရှိတာကြောင့်ထိမိတဲ့ငါးတွေကသတိလစ်သွားပါတယ်။မာလင်ကသူ့ကိုယ်သူတေးပြီလို့ထင်လိုက်ပေမဲ့ဒိုရီကတော့ပေါ့ပေါ့ပါပါနဲ့ဂျယ်လီငါးတွေပေါ်မှာတက်ခုန်နေပါတယ်။အဲ့တော့မှအပေါ်ကနေကအစိတ်မရှိဘူးဆိုတာကိုမာလင်သိသွားပါတယ်။သူတို့နှစ်ယောက်ကဂျယ်လီငါးတွေရဲ့ခေါင်းပေါ်ကနေခုန်သွားပါတယ်။မာလင်ကအပြင်ရောက်သွားပေမဲ့ဒိုရီကအစိတ်မိပြီးကြံခဲ့တာကြောင့်သူတို့ကြားထဲပြန်ဝင်ပြီးဒိုရီကိုကဲပါတယ်။ဒိုရီကိုအောက်မြင့်မြင့်အပြင်ကိုကဲထုတ်နိုင်လိုက်ပေမဲ့သူပါအစိတ်မိပြီးနှစ်ကောင်လုံးသတိမေ့သွားပါတယ်။ငါးမွေးကန်တွေကနီမိုတို့ကလည်းသွားစရာဝန်မရှိတော့မှရေတန်းဆက်ကိုပြအောင်လုပ်ဖို့အစီအစဉ်စပါတယ်။နီမိုကဆက်ထဲကိုဝင်ပြီးဒလက်မလဲတော့အောင်ကြောက်ခဲနဲ့ခူလိုက်ပါတယ်။ပိုက်ထဲကနေပြတ်ထွက်လာချိန်မှာပဲဂီယာမှာခံထားတဲ့ကြောက်ခဲကချော်ထွက်သွားတာကြောင့်ရေတန်းဆက်ကပြန်လဲလာပါတယ်။ပိုက်ထဲမှာရှိနေတဲ့နီမိုလည်းဆုပ်ယူခံရပြီးဆက်ထဲကိုညှက်သွားတော့မယ့်အချိန်မှာတခြားငါးတွေကအပင်တပင်နဲ့နီမိုကိုပြန်ဆွဲထုတ်လိုက်ပါတယ်။ကြောက်သွားတဲ့နီမိုကထပ်မဝင်ရဲတော့တာကြောင့်သမုတ်တရားထဲပြန်သွားမယ့်ငါးတွေလည်းမျောလင်းချက်မဲ့သွားပါတယ်။သမုတ်တရားထဲမှာတော့မာလင်တို့ကိုပင်လယ်လိပ်တွေကကဲထားပါတယ်။သူတို့ကမာလင်တို့နှစ်ယောက်အစိတ်ရှိတဲ့ဂျယ်လီငါးတွေပေါ်ခုတ်ကူးသွားတာကိုတဲထိတ်ရင်မို့ကြည့်နေတာဖြစ်ပါတယ်။လိပ်တွေအားလုံးကမာလင်ကိုဂျွန်မာသမားတယောက်လိုအရန်အထင်ကြီးနေပါတယ်။တိုက်ဆိုင်စွာပဲပင်လယ်လိပ်တွေကစစ်ဒနီကိုသွားနေကြတာမို့မကြခင်မာလင်သွားကျင်တဲ့နေရာစီရောက်တော့မှာဖြစ်ပါတယ်။လိပ်ကလေးလေးတွေကမာလင်ကိုဘဲကနေလာတာလဲမေးတော့မာလင်နဲ့သူကြုံလာသမျှကိုပြောပြပါတယ်။သူ့သားကိုရှာဖို့သမုတ်တရားတွေကိုထွက်လာခဲ့ရမှာငမန်းသုံးကောင်နဲ့ရှင်ဆိုင်ခဲ့ရကြောင်းမျက်မှန်ရှာဖို့ပေတီယာနတ်ထီကိုသွားခဲ့ရကြောင်း Angel Fish ကိုအနိုင်ပိုင်ပြီးဂျယ်လီငါးတွေကိုကြော်ဖြတ်ခဲ့ကြောင်းတွေကိုကြားတော့လိပ်ကလေးတွေကမာလင်ကိုစူပါဟီးရိုးတယောက်လိုသဘောကျနေပါတယ်။အဲ့ဒီဇက်လန်ကလိပ်လေးတွေပြောပြလို့ငါးအသေးကြီးအစုံနဲ့ကြောက်ပစုံတွေစူးကြုံငမန်းတွေလင်းမိုင်တွေဇင်ရော်တွေငှက်ကြီးဝင်မိုးတွေစီတကောင်စကားတကောင်သားနဲ့ပြတ်သွားပါတယ်။သမုတ်တရားတစ်ခွင်လုံးနီမိုတို့သားဖကိုမတိသူမရှိဖြစ်သွားချိန်မှာငှက်ကြီးဝင်မိုးခဲစားလဲတည်သွားလို့ဒီသတင်းကိုနီမိုစီသွားပြောပြပါတယ်။အမြဲတမ်းသမုတ်တရားကြီးကိုကြောက်နေတဲ့သူ့အဖေကငမန်းသုံးအောင်ကိုတော့အနိုင်ဖိုက်ပြီးစွန့်စားနေတာကိုနီမိုသိတော့ရေတန်းဆက်ကိုရှောက်အောင်ဖြတ်ဖို့နောက်တစ်ချိန်ပြန်ဝင်သွားပါတယ်။ကျန်တဲ့ငါးတွေကစိတ်ပူနေပေမဲ့နီမိုကအောင်မြင်မြင်နဲ့ဒလက်ကိုပိတ်နိုင်လိုက်ပါတယ်။သွားစီအောင်ရဲ့ဒူမာထာလီယာကနောက်2ရက်နေရင်ရောက်လာတော့မှဖြစ်လို့ငါးတွေအုပ်စုက2ရက်အတွင်းကန်ကိုညစ်ပတ်အောင်လုပ်ဖို့လိုပါတယ်။တစ်ဖက်မှာမာလင်တို့ကတော့ပင်လယ်လိပ်တွေကျေးဇူးနဲ့စစ်ဒနီသွားရမယ့်လမ်းကိုရှောက်လာပါတယ်။ဒါပေမဲ့စိတ်ကန်းကိုသွားဖို့လမ်းပြောင်းနေတာကြောင့်လမ်းမေးဖို့အနီးအနားကငါးတကောင်လိုက်ရှာပါတယ်။ဒိုရီကသူတို့နဲ့မနီမွေးမှာငါးတကောင်ကိုတွေ့တော့လမ်းမေးဖို့လုပ်ပါတယ်။ဒါပေမဲ့ဝေးလာငါးဖြစ်နေလို့မာလင်ကကြောက်နေချိန်မှာဒိုရီကတော့ဝေးလာငါးစကားနဲ့လမ်းမေးပါတယ်။သူပြောတာတွေကိုဝေးလာငါးကနားလည်လားမသိပေမဲ့နှစ်ကောင်လုံးအစားခံလိုက်ရပါတယ်။တစ်ပတ်မှလည်းငါးကန်ကနီမိုတို့အစီအစဉ်အတိုင်းညက်ပတ်နေပြီဖြစ်ပါတယ်။ဝေးလာငါးဖိုက်ထဲရောက်နေတဲ့မာလင်ကတော့သူ့သားစီမရောက်နိုင်တော့ဘူးထင်တဲ့စိတ်တက်ကြနေပါတယ်။ဒိုရီကတော့ခုချိန်ထိတောင်ဝေးလာငါးစကားနဲ့လမ်းမေးနေပါတယ်။မာလင်ကဒိုရီကိုမယုံပေမဲ့တကယ်ပဲဝေးလာငါးကဒိုရီပြောတာတွေကိုနားလဲပါတယ်။သူတို့ကိုစားလိုက်တာလည်းမဟုတ်ပဲစစ်ဒနီမြို့စီခေါ်လာပေးတာဖြစ်ပါတယ်။သွားခြင်းတဲ့နေရာစီရောက်ပြီလို့ပြောတာကိုဒိုရီပဲနားလည်လိုက်ပေမဲ့အကောင်လုံးကိုဝေးလာငါးကမှုတ်ထုတ်လိုက်ပါတယ်။နောက်နေ့မနက်မှာတော့နီမိုတို့ရဲ့ရှေကန်ကမျက်လှည့်ပြလိုက်သလိုတန်ရှင်နေပါတယ်။သွားစီအောင်ကငါးတွေကိုအပြင်ထုတ်เสียမလို့ပဲရေတန့်စင်နိုင်တဲ့အဆင့်မြင့်ဆက်တစ်ခုကိုတက်လိုက်တာဖြစ်ပါတယ်။သူတို့ရဲ့အစီအစဉ်ကြာရှုံးသွားတဲ့အတွက်အားလုံးလည်းစိတ်ညစ်သွားပါတယ်။ဒါလီယာကရောက်လာတော့မှဖြစ်လို့သွားစီအောင်ကနီမိုကိုအိတ်ထက်ဖန်ထည့်လိုက်ပါတယ်။တစ်ဖက်မှာမာလင်တို့ကလည်းနီမိုကိုရှာနေတော့နိုင်ဂျန်နဲ့တွေ့ပါတယ်။နိုင်ဂျန်ကသမုတ်တရားတွေကနာမည်ကြီးဖိုက်တာမာလင်မှသိတော့နီမိုစီခေါ်သွားပေးပါတယ်။အဖမ်းခံလိုက်ရတဲ့နီမိုကညံများပြီးတေးချင်းအောင်ဆောင်နေချိန်မှာပဲမာလင်တို့ရောက်လာပါတယ်။မလောက်တော့တဲ့နီမိုကိုတွေ့တော့မာလင်ကသူ့သားသေးပြီလို့ထင်သွားပါတယ်။နိုင်ဂျန်ကိုလည်းသွားစီအောင်ကမောင်းထုတ်လိုက်ပါတယ်။ဒါလီယာကနီမိုကိုလှုပ်နှိုးနေတော့ဂီလ်ကနီမိုကိုကဲဖို့ကန်ထဲကနေခုန်ထွက်လိုက်ပါတယ်။ဒါလီယာခေါင်းပေါ်ကျသွားတာကြောင့်လှန့်ပြီးအိတ်ကိုလွှတ်ချလိုက်တဲ့အခါနီမိုကအပြင်ရောက်သွားပါတယ်။ဂီလ်ကနီမိုကိုဘေးစင်နဲ့ပစ်ချပြီးရေဆွဲချပေးလိုက်ပါတယ်
ရေစိုးပိုက်ထဲကနေတဆင့်နီမိုကသမုတ်တရားထဲပြန်ရောက်လာပါတယ်။တစ်ဖက်မှာမာလင်ကတော့သူ့သားတေပြီဆိုတဲ့ဝမ်းနဲ့စိတ်နဲ့ဒိုရီကိုထားပြီးထွက်သွားပါတယ်။တကောင်နဲ့ကြံခဲ့တဲ့ဒိုရီကလည်းဝမ်းနဲ့ပေမဲ့ဘာကြောင့်ဝမ်းနဲ့နေတယ်ဆိုတာကိုတော့မေ့သွားပါတယ်။အဲ့ချိန်မှာနီမိုရောက်လာပြီးသူ့အဖေကိုတွေးမိလာလို့မေးပါတယ်။ဒိုရီကမမှတ်မိပေမဲ့တယောက်ယောက်ကိုရှင်းနေသလိုခံစားနေရလို့နီမိုကိုကူညီပေးပါတယ်။တနေရာရောက်တော့ဒိုရီကစစ်ဒနီဆိုတဲ့ပိုင်လိုင်းကစာတန်းကိုမြင်ပြီးသူကြုံခဲ့သမျှအားလုံးကိုပြန်မှတ်မိသွားပါတယ်။စိတ်တက်ကြနေတဲ့မာလင်ကတကောင်နဲ့ထွက်သွားရင်ငါးပန်းလီတစီနာကိုရှောင်းမမသိရှောင်လာပါတယ်။ဒိုရီကလည်းနီမိုကိုခေါ်ပြီးမာလင်သွားတဲ့နောက်ကိုလိုက်လာပါတယ်။ကားဖားနှစ်ယောက်ပြန်ဆောင်ကြတဲ့အခါဝမ်းသာလို့မဆုံးခင်ပဲငါးရီအားလုံးကငါးပန်းလီရဲ့ပိုက်ကွန်ထဲမှာမိသွားပါတယ်။နီမိုတို့တာဖားကလွတ်သွားပေမဲ့ဒိုရီကတော့ပိုက်ကွန်ထဲပါသွားပါတယ်။နီမိုကဒိုရီကိုကယ်ဖို့ပိုက်ကွန်ထဲသူပါဝင်သွားပါတယ်။ငါးရီအကုန်လုံးကိုတက်ညီလက်ညီနဲ့အောက်တက်တဲ့ကိုကူခိုင်းပါတယ်။အားလုံးကအောက်ကိုအာယုံစိုက်ပြီးကူလိုက်တဲ့အခါမှာတော့ငါးဖန်းပိုက်ကွန်ကကျိုးကျသွားပါတယ်။နီမိုเจ้าမှာငါးရီအားလုံးကလွတ်မြောက်သွားတဲ့အတွက်မာလင်လည်းသူ့သားလေးကကိုအားကိုနိုင်ပြီဆိုတာအတိအမှတ်ပြုလိုက်ပါတယ်။တစ်ချိန်တုန်းကငကြောက်လို့အခေါ်ခံရတဲ့မာလင်ကအခုဆိုရင်ငါးရီချာမှာသူ့ရဲကောင်းတစ်ယောက်လိုဖြစ်လာပါတယ်။နီမိုကလည်းတငယ်ချင်းတွေနဲ့အတူသမုတ်တရားကြီးအကြောင်းကိုလေ့လာရင်လွတ်လွတ်လပ်လပ်နဲ့ရှင်းသန်နေထိုင်သွားပါတယ်။